ဆိုတော့ဟိုမှာတိုးလာတဲ့လူကထက်ခုနကလိုလက်ရှိလူကပေါက်ဖွားတဲ့နှုံးကပို့ပြီးတော့ကျွန်တော်များပါတယ်ကျွန်တော်ကွင်းဆင်းပြီးတော့စစ်ဆေးကြည့်လိုက်တဲ့အခါမှာနောက်ထပ်ဝင်ရောက်လာတဲ့သူကမရှိတော့နေပါပါတယ်ခုနကလိုဒါနဲ့ရှိနေတဲ့ဟိုတော့ရှိနေတဲ့လူတွေကကပေါက်ဖွားမှုတွေသိပ်များတယ်အိမ်တော်စုတစုဆိုရင်တချို့ဆို80 80လောက်ရှိတယ်နော်လောလောဆယ်ကျွန်တော်မိတဲ့ချုံမှာရခိုင်မှာပြည်ပကဖြစ်လာမှာဖြစ်တဲ့ခါကျတော့ကျွန်တော်တို့ကလည်းလာဝကတယောက်ကျွန်တော်တို့စေးစီရတာပေါ့မစီရတာပေါ့ဟိုဘက်နတ်ဆကအဖွဲ့စီရတယ်စီရတာပေါ့ဒီအဖွဲ့စီတွေနိုင်ငံတော်လူမျိုးတွေအတွက်ကိုကျိုးဆွေပြီးဆောင်နေတယ်အဖွဲ့စီတွေအဲ့လိုစစ်တပ်စီးတဲ့အခါကျတော့အခုချိန်ထိသုံးနှစ်အတွင်းမှာထင်တယ်လူပေါင်း4000လောက်တူလာတာဒီတော့ကျွန်တော်ကိန်းနာကအတိအကျဆိုတော့ဒီတော့ခေါ်တော့ကျွန်တော်ပူလာတွေ့ဒါနှစ်ဖက်လုံးနဲ့စစ်စစ်ကြရအဲ့ဒီမှာအခုချိန်ကျွန်တော်တို့နှစ်ဖက်လုံးစစ်စစ်ကြရခိုးနေတာတယောက်မဟုတ်သို့တော့ဒါအမှန်လို့ပြောလို့မရဘာလို့လဲဆိုတော့ကျွန်တော်စစ်တဲ့ကမှာရှောက်တိတ်နေတာရှိတယ်ကျွန်တော်တို့ကတော့စစ်ချင်တယ်ဆိုရင်အဖွဲ့ဆိုတော့လို့စစ်ပါစစ်လိုက်တော့မှပဲဒီဥစ္စာကဆွဆွပြတ်ပြတ်ပါကျွန်တော်စစ်တာတော့တယောက်မှမတွေ့ဘူးဒီ4000ကျော်ကဘာကြောင့်တိုးလဲဆိုတော့ဝင်းလို့တိုးဆိုတော့ခုနပြောသလိုပေါ့နော်ဒီဝန်ထမ်းတွေဟလာဒီလိုကိုကျိုးရှာမှာအမောင်းတော့ဖြစ်တယ်ဆိုတဲ့အချက်ကတကယ်တော့အားနည်းတယ်ဖြစ်နေတာတကယ်ဆိုတော့ဒါဘယ်ချင်းဘယ်ချင်းဘသူကဟလာဘယ်လိုဖြစ်လို့ဆိုတဲ့ခါမျိုးရှိတော့ဒါကျွန်တော်တို့ကဒါအရေးလိုက်ပါတယ်ဘာကြောင့်ဆိုရင်ဒီလိုဟန်ကိုပြောပါတယ်တင်းတင်းပွဲလေးဒီလိုဟလာဒီလိုလက်ပေးလောက်ဖြစ်တော့ရေးယူနေတာဒါကကျွန်တော်ခုနပြောသလိုနိုင်ငံတော်အချုပ်ချာရဲ့စိတ်ပိုင်းထုတ်ဖြစ်နေတာကြောင့်အရေးယူစရာအကြောင်းရှိနောက်ချက်ကသူကလာမကဆိုကျွန်တော်ပြန်ကြည့်တာပေါ့ကျွန်တော်ဒီစကားလေးကျွန်တော်ပြန်ကြည့်တယ်ကျွန်တော်တို့လူတွေကလူပေါင်း900လောက်ရှိတယ်ဒီကပါစခုလေးပါမရှိဘူးကျွန်တော်ဒရိုင်းလို့နော်ကျွန်တော်လာတော့ဘူးအဲ့ဒီမှာရခိုင်လူသားတော့တော့ဘူးလို့ဖြစ်တယ်ကျွန်တော်ထင်တာဒေတာကလည်းကျတဲ့လူကလည်းကျတဲ့တိုင်းသားဆိုတဲ့ဒေတာကဒီကလေးတွေနဲ့အင်အောင်ပြုတော့သူလည်းဒီရခိုင်သားတွေဖြစ်ကြတာပါပဲမရကျွန်တော်တို့ဒီစစ်တွေဆိုလို့ရှိရင်တိုင်းရုံရှိတာစစ်တွေမှာတိုင်းရုံခရိုင်ရုံမြို့နယ်ရုံပေါ်49ခုရှိတယ်အဲ့တမှာ35ယောက်ကစခိုင်တိုင်းရတဲ့ဆိုတဲ့ဘောကလေစခိုင်တိုင်းရတဲ့သူတို့စခိုင်ပြည်နယ်ကိုစောက်ရှောက်ဖို့ဆိုတာတို့ကပုံပြီးတိစိတ်လို့ရှိတယ်